ယုံကိုခုနှစ်ပတ်ပတ်ရင်အတုကချတာမြင်ရမယ်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကပေါ့ကျွန်တော်အသက်10နှစ်အရွယ်ရွာဦးကျောင်းမှာကျောင်းသားဖြစ်နေခဲ့ရတဲ့ကာလတွေပေါ့အဲ့ဒီခေတ်ကရွာဒီမှာရွှေလက်ဝါအစာကြေးစီဒန်ကြေးစီတွေလာရောက်တဲ့စေးတဲ့အဖွဲ့တွေခဏခဏရောက်လိရှိတယ်သူတို့လာရင်ဟွန်းဒီတန်တချင်းတန်တွေနဲ့မို့ရွာလေးကစီကားသွားတဲ့စမြဲပဲတညနေခင်းမှာတော့နေဝင်ရီတရောအချိန်မို့ပဝန်းကျင်တစ်ခုလုံးဝါချင်းချင်းအယောင်တန်းနေတယ်ကျွန်တော်ရဲ့ကျောင်းသားတငယ်ချင်း၄ယောက်ရဲ့ဘောလုံးကန်လို့ကောင်းနေတော့ကျောင်းဝင်းထဲကိုလူစိမ့်3ယောက်ဝင်လာကြတယ်ပခုံးမှာလွဲကိုစီနဲ့စေးတယ်တွေပေါ့နောက်ရဆက်သွားရင်မှောင်တော့မယ်ဒီညတော့ဒီကျောင်းမှာပဲတိတ်ခွင့်ပြပါဖေရလို့ဥဆောင်လာတဲ့လူကဆရာတော်ကိုရှောက်တင်တော့ဆရာတော်ကဖွင့်ပြလိုက်တယ်သူတို့ဖွဲ့ထဲမှာမျက်နှာသွဲသွဲနှာတံပေါ်ပေါ်နဲ့ဦးလေးကြီးတယောက်ကစကားပြောကောင်းတယ်ကျွန်တော်တို့ကလည်းအင်ကြီးဂျိတ်ကလေးတွေကိုလက်ညှိုးပေါ်တင်ပြီးတော့ဟိုဘက်ဒီဘက်ရွှေ့ပြတဲ့လက်လက်ပြောက်ွက်လေးတွေပြတယ်ကလေးတွေဆိုတော့သဘောကျပြီးတော့ဝိုင်းကြည့်ကြတာပေါ့ညနေဆောင်တော့ထမင်းစားကိုပြင်ကြတယ်ကျောင်းသားတွေစားမဲ့ဟင်းကနဲနေတာမြင်တော့သူတို့ကစေတနာနဲ့လက်ဖက်တုပ်ကျွေးရှာပါတယ်ထမင်းစားပြီးတော့သူတို့အိတ်ဖို့အတွက်ဓမ္မယုံအဟောင်းဘက်ကိုဆင်းသွားကြတယ်အဲ့ဒီချိန်ထိတော့အရာအားလုံးကပုံမှန်ပါပဲညလေအေးအေးလေးတိုက်နေပြီးတော့လာရောင်ကလည်းတာနေတော့ဒီညဟာငင်းချမ်းမဲ့ညားလို့ပဲထင်ခဲ့တာတကယ်တမ်းငရဲကန်းကအခုမှစတော့မှညနေတကောင်ရအချိန်ရောက်တော့ကြွားကြီးတိတ်သွားပြီဘုန်းကြီးကျောင်းဝင်းကြီးကကျယ်ဝန်းပြီးတော့တစ်ပင်ကြီးတွေအုံဆိုင်နေတော့ညဘက်ဆိုပို့ပြီးတော့တိတ်ဆိတ်ချုပ်ချားစရာကောင်းတယ်ဆေးရောင်းတဲ့ဖွဲတဲကမျက်လက်ပြတဲ့ဦးလေးကြီးကဘာသာကြီးကန်းဆိုင်နေနေရာပြောင်းရင်အိတ်မပြောတတ်လို့ဆိုပြီးဓမ္မယုံထဲမှာဖြောင်းနိုင်မီကိုမိန်မိန်လေးထုံပတိစရင်မြစ်တာတော့ရွတ်ခတ်နေတယ်ကျန်တဲ့2ယောက်ကတော့ဟောက်တန်တစ်ခေါက်ခေါက်နဲ့အိတ်ပြောနေကြပြီမြစ်တာတော့ရွတ်နေရင်ဦးလေးကြီးရဲ့အာယုံထဲမှာတိတ်ဆိတ်လုံးနဲ့ပတ်ဝန်းကျင်ကရုတ်တရက်ပြောင်းလဲသွားတယ်ခွေးဥတန်တွေဗလန်းမဘက်ကနေစပြီးဦးလိုက်တဲ့ခွေးတန်တွေကကျောင်းဝင်းထဲထိကူးဆက်လာတယ်တာမန်ခွေးဥတာမျိုးမဟုတ်ပဲတစုံတစ်ခုကိုကြောက်လန့်ပြီးတော့အော်ဟစ်နေတဲ့အတန်မျိုးဦးလေးကြီးကြက်သိမ်းမွင်းကြီးနေထလာတယ်သူ့ပတိကိုတင်းတင်းဆုပ်ပြီးတော့အပြင်ဘက်ကိုလှန့်ကြည့်လိုက်တယ်ဓာတ်ရောင်အောက်မှာမင်းကလေးတစ်ယောက်ကျောင်းဝင်းလမ်းမတိုင်းလမ်းလျှောက်လာနေစပင်ရှည်ကြီးကိုဖားလျားချထားပြီးခေါင်းကိုငိုင်းဆိုင်ချထားတယ်ခြေလမ်းတွေကနှေးကွေးပေမဲ့မြေကြီးနဲ့ထိတဲ့အတန်မကြားရတယ်လို့ဟာဒီအချိန်ကြီးဘသူများပါလဲဦးလေးကြီးစောင့်ကြည့်နေတော့မှပဲအဲ့ဒီမိန်းကလေးကဓမ္မယုံရှိရောက်မှရက်လိုက်တယ်ပြီးတော့ခေါင်းကိုဖြည်းဖြည်းချင်းမော့ကြည့်တယ်ဓာတ်ရောင်နဲ့မြင်လိုက်ရတဲ့သူမရဲ့မျက်နှာကသူပြော့ပြီးတော့မျက်ကွင်းတွေကညိုမဲနေတယ်သူမကဓမ္မယုံမိဖို့ကံဘက်ကိုဥတီသွားတယ်မိဖို့ကံတကားကမှန်တကားတောက်ကတ်ထားတာဦးလေးကြီးတေချာသိတယ်ဒါပေမဲ့ဒီမိန်းကလေးကတကားကိုလက်နဲ့တွန်းမဖွင့်ပဲကိုပြောက်တယ်လို့တကားကိုဖောက်ပြီးတော့ဝင်သွားခဲ့တယ်ဖះ